မ်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့အတွက်မနက်မှာအချိန်9မိနစ်ပဲပေးဖို့လိုအပ်ပါတယ်ဟုတ်ပါတယ်ဒီအချိန်9မိနစ်မှာကျွန်တော်လေ့ကျင့်ခန်း9မျိုးပြပေးမယ်တစ်မျိုးကို10မိနစ်စီပြုလုပ်ပေးရမယ်โอเคနံပါတ်1အနေနဲ့ဒီပုံစံကို10မိနစ်ပြုလုပ်ပေးပါနံပါတ်2အနေနဲ့ဒီပုံစံကို10မိနစ်ပြုလုပ်ပေးပါနံပါတ်3အနေနဲ့ဒီပုံစံကို10မိနစ်ပြုလုပ်ပေးပါနံပါတ်4အနေနဲ့ဒီပုံစံကို10မိနစ်ပြုလုပ်ပေးပါโอเคနောက်ဆုံးနံပါတ်5အနေနဲ့ဒီပုံစံကို10မိနစ်ပြုလုပ်ပေးပါโอเคအခုပြပေးသွားပြီလေ့ကျင့်ခန်းကိုမိတ်ဆွေတို့မနက်အရာထထချင်းနေ့တိုင်းလုပ်ပေးမယ်ဆိုရင်မိတ်ဆွေတို့ကျမ်းမာရေးမှာလည်းအများကြီးတိုးတက်လာတာကိုတွေ့ရလိမ့်မယ်โอเคအခုဒီဗီဒီယိုဘယ်မျိုးကကြည့်နေလဲပြီးတော့ဘယ်ချိန်မှာကြည့်နေလဲဆိုတော့ comment မှာမှတ်ခဲ့ပြီပါโอเคအားလုံးကျေးဇူးတင်ပါတယ်